Joy Diaries လေးကနေပြန်ကြိုဆိုလိုက်ပါတယ်။အဖေအမြဲတမ်းပြောတယ်။ဒီဟင်းချက်ထမယောက်ျားရမှာပေါ့နော်။ယောက်ျားရရင်ဟင်းချက်ပဲပြောတယ်လေ။အမြဲတမ်းပြောတာဟင်းချက်တဲ့ယောက်ျားပဲယူမှာ။ဟင်းချက်ဆရာမျိုးရဲ့ယောက်ျားပဲယူမှာဆိုအမြဲတမ်းပြောတယ်။မြန်မာမဟင်းကချက်ကြမယ်။ဆိုတော့အားလုံးပဲမင်္ဂလာပါJoy Diaries လေးကနေပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့ drive လုပ်မဲ့ vlog လေးကမြန်မာမဟင်းကချက်ကြမယ်မနိုင်ပြောရင်ဒါ Joy ရဲ့ဘဝမှာပထမဆုံးချက်တဲ့မဟင်းက drive ကိုချက်မဲ့မဟင်းကဒီနေ့နေပြလိုက်တဲ့အစင်တစ်ချက်ရုံပဲဖြစ်တဲ့မဟင်းကနဲ့ကြောချက်မှာပေါ့နော်နိုဝင်ဘာနေ့ကမှထိုင်းနိုင်ငံにပြန်လာတာထိုင်းနိုင်ငံကနေ Joy ရဲ့ပါရီက Joy ဒီမဟင်းကချက်မဲ့လိုအပ်တဲ့ ingredient တွေပြလိုက်တယ်ပေါ့နော်အဲ့ဒါကိုအသုံးပြုပြီးတော့ joy ချက်မှာပါ joy ပုံမဲ့ display ကဒီမဟင်းကဟင်းရဲ့အဖြစ်ပုံလေးပေါ့နော်ဒီမှာပြရတာတော့မဟင်းကဟင်းရဲ့အဖြစ်ကိုတဲ့ဒီ Jason ဒီဘူတိုင်းရေထည့်ပြီးတော့3မိနစ်ခန့်ကြိုချက်ပြီးစုပွက်လာရင်အစီအစ်စားတော့နိုင်ပါတယ်ခက်ကြက်စားလို့ဒီများအတွက်ရေဘူးတဝက်ခန့်ထပ်ထည့်၍3မိနစ်ခန့်ကြိုချက်ပြီးစုပွက်လာရင်အစီအစ်စားတော့နိုင်ပါတယ်တဲ့အဲ့တော့ဒီအင်ချက်မဟင်းကဟင်းရဲ့အနှစ်လေးကို joy တောက်ပြပါမယ်နောက်တစ်ခါကျတော့ဒီဟင်းမဟင်းကဟင်းစီပေါ့နော်ဒါလည်းအရင်ကထည့်ပေးလိုက်တာပါဒီနှစ်ခုအသုံးပြုမယ်ပြီးတော့ချက်ဥပေါ့နော်ချက်ဥကိုချက်ဥလေးလုံးပြုတ်ထားတယ်ပေါ့နော်ချက်ဥလေးလုံးလည်းပြုတ်ထားပြီးဒီရင်နွေးစုအောင်ကြိုထားတယ်ပေါ့နော်ဒီမုတ်ခက်ချောင်းလေးချက်ဖို့အတွက်နောက်ပြီးတော့အခုဒီမဟင်းကဟင်းအနည်းချက်ဖို့အတွက်ပြင်ဆင်ပါမယ်joy ရဲ့အမျိုးသားပြင်ဆင်ထားတာပေါ့နော်မဟင်းက6တူထည့်ဖို့အတွက်အိုးရယ်ချက်ဥလေးတော့ရယ်အဲ့တော့ခုမဟင်းကဟင်းအနည်းချက်ဖို့အတွက်လုပ်ပါမယ်အိုး3ရမယ်ဒီအိုးဆိုရင်သေးမယ်ထင်တယ်နော်ဒီအိုးဆိုရင်တော့ပါတယ်ဒီအိုးလေးတော့ရှင်များလေးချက်ရအောင်ပိုးလေးတော့ရမယ်ကဲအဲ့တော့ဒီရေထည့်မယ်ဒီရေမထည့်ခင်မှာမုံကားရေထည့်ညရေမွေးညာလေမုံကားနဲ့ဘိုးရဲ့အတွင်းထဲဟာလေထည့်ဒါလေးကိုထည့်မယ်ဇိုးနဲ့ခတ်မယ်ထင်တယ်ကြလာအောင်ဒီကြည့်ပါကြာတော့များတာပဲโอเคအဲ့တော့ဒီဘူးအတိုင်းနဲ့ရေကိုအပြည့်ထည့်မယ်ပေါ့နော်အဲ့ဒီအတိုင်းနဲ့ဒါလေးကိုဝတ်အောင်စောင့်ပြီးနေစဉ်းစားလို့ရပြီဒီချိန်မှာဒီဘက်ကျင်လေးကဆူနေပြီအဲ့တော့ဒီမုံတီချောက်တော့ပြီးခတ်ပါမယ်ညာထလိုက်ညာမဒီကတည်းကစားလိုက်တော့350ခရ3မိနစ်ကနေ5မိနစ်ကျော်ရမယ်တဲ့ကြော်ချက်ကိုတောင်းရတယ်ထည့်လိုက်ပါဟိုကလည်းကြော်တောင်းရတော့ပြီးသွားတာ3ပတ်လောက်ကြာတော့လေအပြင်စာတွေပဲစားခဲ့ရတာအဲ့တော့အိမ်ချက်လို့လွမ်းတာမေကထည့်ပေးလိုက်တော့အတော်ပဲဖြော်သွားတယ်ဒါလေးကို3မိနစ်ကနေ5မိနစ်စောင့်မယ်ဒီဘက်ကမဟင်းကဒီရောလဲပွက်ဆူရဲ့ချီကိုစောင့်မယ်။ဟိုကပွက်နေပြီဆိုတော့ခွာထားလိုက်နော်။ Hey Siri. Set the timer for 3 minutes. 3 minutes starting now.
Okay တိုင်မမီဒီမွေးကဖက်နဲ့ဒီဗီဒီယိုတစ်စမဲ့အခုတော့ကျပ်ဦးလေးခွာထားလာအောင် Make sure sao lúa để chạy hôm nay lúa tiền mà tiền tâm nó lâu thả lào đúng không Siri sao ta thay mouth for 1 minute 1 minute starting now. ငါလေးကပွက်နေတယ်တော်တော်လေးကြီးတယ်နှခါစားပေးရမှာတော့ဒီတစ်ထည့်ကောင်းမှမသိရတာတော်တော်ကောင်းနေပြီဒီကတော့မချီဝတ်ဥပါဝတ်ဥမပါမဖြောဥပါပဲပါပြီးတာရှယ်ပဲစောင့်ပြီးစားလို့ရပြီခောက်ဆက်မပါလို့အဲ့ဒီမွေးနာပတ်ကိုစောင့်ပြီးစားလို့ရပြီအခုကြက်ဥလေးကိုပြရအောင်ပြန်ခွာလာအောင်နော်ဆိုပဲအခုစားချက်ကတည်းကအဲ့မမီလေးဆက်ချက်စလောင်းဒါလေးကိုပြန်ခွာလာအောင်ခောက်ဆွဲပြောတာကတော့instruction တိုင်းကတော့ရပြီဆိုရင်အေးလေးနဲ့စီးပြီးတော့စားလို့ရပါပြီတဲ့အခုခွာမယ်ပြန်မအေးခဲ့ဒီရက်တော့ကြာနေဆိုတော့ကြာအိမ်မှာအိမ်ကနေအလုပ်လုပ်တာဆိုတော့ဘိုက်စားနေပြီးခါစကြအောင်ဆိုးပဲဒီပါချီလေပြီးတော့ဒီအေးလေးနဲ့စီချမ်းတယ်ဒီလိုကြည့်လိုက်ပါအဲ့ဒါစိတ်ချောင်းငါလေးမှာတော့ညဆောက်လာမှာနော်တမနေ့လောက်ဆိုရမှာထင်တယ်ဆောက်ကန်အဲ့တော့ပြလိုက်တော့မယ်ပြီးတော့ဒီစစ်ချပြီးတော့ဒီအေးနဲ့စစ်ချမယ်ပူမာဟုတ်လေဒီပြအောင်လေးလာအောင်ဒီမှာဆိုတခါမှဟင်ချက်မြို့ခေနေမြတ်တင်ပြီးတယ်တင်ပြီးတာဟုတ်လေလက်ခတ်ထွက်ပြီးမတင်ချင်းစိတ်ဝင်စားဘူးချက်တော့အဲ့ဒီအမြဲတမ်းပြောတယ်你ဟင်ချက်သမားယောက်ျားရမှာပေါ့နော်ယောက်ျားရရင်ဟင်ချက်လို့ပြောတယ်အမြဲတမ်းပြန်ပြောတာဟင်ချက်တဲ့ယောက်ျားပဲယူမှာဟင်ချက်ဆရာမလို့ယောက်ျားပဲယူမှာစီအမြဲပြန်ပြောတယ်တကယ်တော့ယောက်ျားရတော့ဟင်ချက်တာအရင်တော်ဟင်ချက်တော့ဘာသာအရင်ပါတာအဲ့တော့သူကြီးပဲထွက်ချက်လာတာပေါ့နော်ဒါပေမဲ့ဒီလိုမှနေလာတာကြာလာတော့လေမြန်မာစာတွေလွမ်းလာမြန်မာစာတွေညက်လာတာအဲ့တော့လေဒီ Facebook တို့ YouTube ကလိုက်ကြည့်ပြီးတော့ချက်စားတယ်ကြော်ရအဲ့လိုချက်သားအရုချက်စားတာတော့ခန်းကျင်ပြီးတော့ပေါ့နော်ပစွန်ချက်တော့ငတ်တာဟုတ်စက်ချက်တော့ရည်ရတယ်အာလို့ချက်သားချက်မချက်ဘူးအခုတော့တော်တော်လေးကိုဆက်တက်လာပြီနောက်ပြီးအမျိုးသားလည်းအခု join ချက်မြန်မာစာတွေကြိုက်တယ်အဲ့တော့ဘယ်လိုပြောမလဲရုံးမှနေပြီး3နှစ်လောက်ဖြစ်လာတဲ့အခါမှာတော့ရင်းနေချက်တက်လာပြီပေါ့နော်အခုဒီမောင်ကချက်တာတော့ပထမအဆုံးပါပဲဒီလိုအတင်းစား3နှစ်ဟာကိုဖောက်ချက်တာကဲအခုကိုလည်းပိုက်စားနေပြီအတန်နဲ့ပေးနေအဲ့တော့ဝင်းကပြီးပြင်လိုက်မယ်ခီးမသွားခင်မှာပကတ်တစ်လေးလိုထားတာရှိအဲ့ဒါလေးဝင်းကလေးတော့လောက်ဒီညီမမုန်းဘက်ကနော်ဒီမှာလိုက်ရှာဝယ်တာမရဘူးစင်တူတာလေးရတော်လေးကိုကွာတယ် quality ကဒီတချာနဲ့မာတော့ကွာတယ်ချာစားကြည့်ရောဒီကောင်ကလည်းကြည့်စားလည်းကြည့်
အဲ့တော့ပြီးမွေးသားဟင်းပြီးထည့်မယ်ရှင်နေရတယ်တော့ရဖြစ်တယ်နော်ညထည့်ပြီးရတယ်ကောင်းမဲ့ပုံနဲ့စောင်းနိုင်တော့စောင်း It's ready? Yeah. Yeah. You can add the like fish sauce if you need more. Did you taste it? Yeah, I think it's good. It's good? Now it's only like for 2 person. Yeah. That's enough. Wait, I forgot one thing. You have to put the crunchy. This one. Pekacha. Pekacha. The name is Pekacha. Did you put corn or chopstick? Corn. Have to crash, okay? 1 cup. 我擺晒啲咯。再一個放到個嘅先嘅。你嘅助理劈晒咪 ？Good. I still have more soup and noodle if you want. If you need more, you can add the soy sauce. No, fish sauce. So good. I need more chili.